မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးကျော်တင်ဦးဆောင်တဲ့မြန်မာအထူးတန်တမန်အဖွဲ့ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးမူဟာမက်အလီနဲ့ဒီကနေ့တွေ့ဆုံပြီးနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့သဘောတူလက်မှတ်ထိုးခဲ့တယ်လို့သိရပါတယ်။နှစ်နိုင်ငံနားလည်မှုစာချုပ်လွှာမှာလုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးနဲ့နှစ်နိုင်ငံဆက်သွယ်ရေးရုံးတွေအပြန်အလှန်ဖွင့်ကြဖို့လည်းပါဝင်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကဒီကနေ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ဦးကျော်တင်ဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ဟာမနေ့ကဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာစီနာနဲ့တွေ့ဆုံခဲ့ပါတယ်။မြန်မာနိုင်ငံဘက်ကရိုဟင်ဂျာမွတ်စလင်တွေထွက်ပြေးလာနေတာကိုရပ်တန့်ပေးဖို့နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိခိုလှုံနေတဲ့မြန်မာနိုင်ငံသားတွေကိုပြန်ခေါ်ယူဖို့ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကမြန်မာအထူးတန်တမန်အဖွဲ့ကိုပြောကြားခဲ့တယ်လို့ဝန်ကြီးချုပ်ရဲ့ပြောခွင့်ရသူအီစနူခရမ်ကပြောပါတယ်။နှစ်နိုင်ငံဆက်ဆံတွေ့ဆုံဆွေးနွေးရမှာရခိုင်ပြည်နယ်ကမွတ်စလင်တွေကိုမြန်မာနိုင်ငံမှာအမြဲတမ်းနေထိုင်သူအဖြစ်နေရာချရေးအတွက်ဘင်္ဂလားဒေ့ရှ်ဘက်ကအဆိုပြုခဲ့ရမှာဒီဆိုနဲ့ပတ်သက်လို့သက်ဆိုင်ရာဝန်ကြီးဌာနတွေကိုပြန်လည်တင်ပြသွားမယ့်အကြောင်းမြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့တယ်လို့လည်းသိရပါတယ်ရှင်။